သူများတွဲကိုချားဖြတ်ခုတ်လို့တရဖူသိမ်းခံရတော့မယ် Miss Universe မြန်မာအလှမဲ့မြတ်ရတနာဆိုပရိသတ်များရှင် Miss တယောက်ဆိုတာနိုင်ငံကုံဆောင်တဲ့သူဖြစ်ပါတယ်။ဒါကြောင့်အပြုတ်မှုအနေအထိုင်အပြောဆိုတွေကအစားအကုန်လုံးပေါ်မှာလွှမ်းခြုံမှုရှိနေတာပါ။သူလုံးလိုက်တဲ့အပြုတ်မှုအပြောဆိုတိုင်းကမြန်မာတနိုင်ငံလုံးကိုစားပြုနေတာပဲဖြစ်ပါတယ်။ဒါကြောင့်လွန်ခဲ့တဲ့ရက်ကဆိုရင်ပရိသတ်တွေရဲ့ကြားမှာတုံ့လုံသွားစီနေခဲ့ရတဲ့အရာတစ်ခုလည်းရှိပါတယ်။ဒါကတော့ Miss Universe မြန်မာရဲ့2025 winner အလှမဲ့မြတ်ရတနာဆိုရဲ့အကြောင်းပဲဖြစ်ပါတယ်။မြတ်ရတနာဆိုကမကြခင်မှာဆိုရင်နိုင်ငံခြားမှာတွားရောက်ပြီးတော့ Miss Universe ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုရှင်ပြိုင်ကန်ဒီမှာသူ့ရဲ့ character မကောင်းတဲ့အကြောင်းအရာတွေကပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ Miss တယောက်ဖြစ်တာကြောင့်အားလုံးရဲ့ယုံကြည်လေးစားမှုတွေခံနေရတဲ့မြတ်ရတနာဆိုကအတွဲတရဲကြားမှာဝင်ရောက်မှွေနှောက်ခဲ့တာကြောင့်ပြဿနာတွေအကြီးကျယ်တက်နေကြရပြီးတရဖူပြန်ပြီးအသိမ်းခံရကိန်းရှိနေတာဖြစ်ပါတယ်။ညရတနာဆိုကပြည်ဦးတွေကိုစားပြူလှမယ်ဖြစ်ရှင်ပြိုင်ခဲ့သူဖြစ်ပြီးရုံးရီကလည်းလှပသလိုအရန်မောင်းကလည်းမြင်မာပါတယ်။ဒါပေမဲ့ကိုကျင်တရားကမကောင်းလို့73နှစ်ကြာတွဲခဲ့တဲ့ချစ်သူနှစ်ယောက်ကလမ်းခွဲလိုက်ရပါတယ်။အဲ့ဒီချစ်သူနှစ်ယောက်ကချစ်သူတက်တန်လေးကြာပြီဖြစ်တဲ့အပြင်စိတ်ဆက်ပြီးသားဖြစ်ပြီးမြညရတနာဆိုနဲ့တွဲနေတဲ့အကြောင်းတွေကပေါ်ပေါက်လာတာပါ။73နှစ်ကြာတွဲခဲ့တဲ့ဇုံတွဲဟာဘဝကိုအတူရုန်းကန်လာခဲ့ရတာဖြစ်ပါတယ်။မြတ်ရတနာဆိုနဲ့အခုလက်ရှိမှာတွဲနေတယ်လို့သတင်းတွေထွက်နေတဲ့ဓာတ်ပုံဆရာအမျိုးသားကနာမည်ကြီးဓာတ်ပုံဆရာတယောက်ဖြစ်ပြီးတော့ဓာတ်ပုံစတူဒီယိုကိုသူ့ရဲ့ချစ်သူနဲ့အတူဖွင့်လှစ်ထားတာပါ။ဓာတ်ပုံစတူဒီယိုလေးဖြစ်မြောက်အောင်နှစ်ယောက်တူစူးစမ်းခဲ့ပြီးမြဲနောက်ပိုင်းမှာတော့ဓာတ်ပုံဆရာကအခြားမိန်းကလေးတွေနဲ့တွဲခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ချစ်သူကခွင့်လွှတ်ပေးခဲ့ပြီးနှစ်ကြာတွဲလာတဲ့ချစ်သူတက်တန်ကိုထိမ့်သိမ်းထားခဲ့ပါတယ်။အခုတော့အဲ့ဒီဓာတ်ပုံဆရာကမရှိတူစူးစမ်းလာတဲ့ချစ်သူကိုထားခဲ့ပြီးမြတ်ရတနာဆိုနဲ့တွဲသွားခဲ့ပါတယ်။ဒါကိုလည်းမြတ်ရတနာဆိုကတိတိကြီးနဲ့လက်ခံခဲ့တာပါ။ဒါကြောင့်တစ်ဖက်မိန်းကလေးအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီစာတွေငါရေးမတင်ချင်ပါဘူး။ဒါပေမဲ့အများအမြင်မှာငါဘက်ကတစ်ဖက်သက်အနိုင်ယူတယ်လို့ထင်တဲ့အတွက်ဒီစာကိုရေးတင်ရတာပါ။ငါယုံကြည်လေးစားချစ်ခင်ခဲ့ရတဲ့သူရဲ့နေဟာငါဘဝအတွက်အရေးပါခဲ့တယ်လို့ငါရဲ့မိသားစုဝင်တယောက်လိုယုံကြည်ခဲ့ရသူပါ။လွန်ခဲ့တဲ့73နှစ်ဘာမှမဟုတ်ခင်ကတည်းကလုပ်ငန်းကိုအတူစားခဲ့တဲ့ဒီလုံမှာငါဟာအခရာမဟုတ်ပေမဲ့နောက်ွယ်ကနေစပို့ပေးခဲ့ရတဲ့အတွက်အခြေနဲ့ခက်ပါတယ်။နင်းရဲ့အောင်မြင်မှုကငါရဲ့အောင်မြင်မှုလိုပဲယူဆခဲ့ပါတယ်။နင်းရဲ့အစိုးဆုံးနည်းရက်တွေကိုလည်းအတူတူဖြတ်တန်းပေးခဲ့တဲ့ဒါပေမဲ့ငါအယုံကြည်အားဆုံးသူကငါနောက်ကျောကိုခဏဓာတ်ထိုးမဲ့သူလို့မထင်ခဲ့ဘူး။တလောကလုံးကနင်းကိုမုံရင်တောင်နင်းရဲ့ဘေးမှာငါကမမရက်တီပေးခဲ့တဲ့သူပါ။နင်းငါကိုတစ္ဆာချင်းဖောက်ပြန်နေငါဘလောက်ခါးစည်းခံခဲ့တယ်ဆိုတာနင်းအတီးဆုံးဖြစ်မှာပါ။နင်းဘက်ကလောက်ခဲ့တဲ့လုံရက်တွေကိစ္စတွေကြောင့်ဒီနေ့မှဒီလိုဆက်သိမ်းခဲ့ရတာအခုတော့ကျူးလွန်သူကနစ်နာသူဖြစ်ဟန်ဆောင်နေတဲ့တရားဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဒီလိုမျိုးကိစ္စတွေကိုကျူးလွန်ခဲ့တဲ့မြတ်ရတနာဆိုအနေနဲ့တရဖူသိမ်းခံရမယ်လို့ထင်လားဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။